မင်္ဂလာပါခင်ဗျာပရိသတ်ကြီးကိုဒီနေ့ဆက်လက်တင်ပြချင်တာကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်တဲ့ Elon Musk ရဲ့ကြီးမားတဲ့စီးပွားရေးသတင်းပဲဖြစ်ပါတယ် Tesla ရဲ့အမှုဆောင်အရာရှိချုပ် Elon Musk ဟာသမိုင်းတစ်လျှောက်အကြီးဆုံး corporate လာစာအစီအစဉ်ကို share ရှင်တွေရဲ့ထောက်ခံမှုနဲ့ကြာသပတေးနေ့ကရယူနိုင်ခဲ့ပြီဖြစ်ပါတယ်ယင်းနှီးမြှုပ်နှံသူတွေဟာ Musk ကို AI နဲ့စက်ရုပ်လုပ်ငန်းရဲ့ AI မှခေါင်းဆောင်ကြီးအဖြစ်ပြောင်းလဲဖို့ထောက်ခံလိုက်ကြလာဖြစ်ပြီးဒီမဲရလတ်ဟာ Musk ရဲ့အနာဂတ်ရည်မှန်းချက်နဲ့ကုမ္ပဏီရဲ့အတန်ဖိုးအတွက်အလွန်အရေးကြီးပါတယ် Musk ဟာဒီအစီအစဉ်အရနောက်10နှစ်အတွင်းကုမ္ပဏီရဲ့ပန်းတိုင်တွေအောင်မြင်မဲ့ဆိုရင်ရှယ်ယာကနေအများဆုံးဒေါ်လာ1 trillion မြန်မာငွေအရန်များတဲ့ပမာဏရရှိနိုင်မှာဖြစ်ပြီးစုစုပေါင်းဒေါ်လာ69.8 ဘီလီယံကိုပတ်စံအသားတင်ရရှိနိုင်ပါတယ်ဒါပေမဲ့ဒီလိုလစာကြီးရဖို့အတွက် Musk လောက်ရမဲ့ပန်းတိုင်တွေကလည်းမလွယ်ပါဘူးဥပမာနောက်10နှစ်အတွင်းစက်ရုပ်တက်စီ robot taxi တန်းအပါအဝင်ရင်စီးရီတန်း20ပေးပို့နိုင်ဖို့နဲ့အသားတင်အမြတ်ဒေါ်လာ400ဘီလီယံအထိရရှိဖို့တို့လိုကြီးမားတဲ့အဆင့်တွေအောင်မြင်ရမှာဖြစ်ပါတယ်တချို့ရှယ်ယာရှင်ကြီးတွေကတော့ဒီလိုပမာဏကြီးမားတဲ့လစာအစီအစဉ်ကိုကန့်ကွက်ခဲ့ကြပါတယ်ဒါပေမဲ့ Tesla ပို့အဖွဲ့ကတော့ Musk ရဲ့စိတ်ဝင်စားမှုဟာ SpaceX နဲ့ XAI လိုတခြားကုမ္ပဏီတွေစီပြောင်းသွားမှာကိုစိုးရိမ်တဲ့ယင်းနှိမ့်မြုပ်နှံသူတွေကိုစိတ်အေးအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ် Some major investors had opposed the plan, saying the pay could decrease shareholder value. Tesla's board had said Musk ကတော့ဒီလော့စာအစီအစဉ်ဟာသူ့ရဲ့ကို robot army ကိုဖင်ထိန်ချုပ်မိဆရုပ်တမတော်ဒီဆော်ရေးအစီအစဉ်ကိုတွန်းအားပေးတဲ့ငွေကြေးတဲ့သူက Tesla မှာဆက်ရှိနေစေခြင်းနဲ့ဆန္ဒအရာပေးအပ်တဲ့အရာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဒီလိုကြီးမားတဲ့လစာအစီအစဉ်နဲ့အတူ Elon Musk ဟာဤပညာလောကမှာဘယ်လိုမျိုးသမိုင်းသစ်တွေရေးထောမလဲဆိုတာကိုတော့ဆက်နက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာ